အဲ့တော့အခုကကြတော့ interpillar routing ကိုလုပ်မှာပေါ့နော် interpillar routing မှာအမျိုးသား3မျိုးရှိတယ်မှာကျွန်တော်ဒီမှာ router of the stick ကိုလုပ်မှာသူက VLAN တွေအခြေချင်းအပြင်မတူညီတဲ့ VLAN တွေ connection မိအောင်လုပ်ပေးတာမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင် PC1 မှာ PC1 နဲ့ PC3 နဲ့က network တူလိမ့်မယ်အကုန်လုံးက /25 ဖြစ်တယ်ညာလဲဒါကကျွန်တော်တို့full network ဆိုလို့ရှိရင် /24 ပေါ့အခုက /25 ဆိုတာကကျွန်တော် cloud inter-domain routing cloud inter-domain CIDR ပေါ့နော် CIDR နဲ့ထားတဲ့အတွက်ကြောင့်မလို့သူက network ကိုပြန်ပြီးခွဲတာnetwork ကဘယ်လိုရှိမှလဲဆိုရင်နှစ်ခုရှိဘယ်ကနေမကြည့်လဲဆို0ကနေပြီးတော့မှ1 to 70က network တစ်ခုပြီးရင်နောက်က1 to 8ကနေပြီးတော့မှ255ဒါတစ်ခုဆိုရရှိအဲ့ဒီမှာကျွန်တော်တို့0က network ဒီ first network ရဲ့ network ID တွေသုံးတဲ့အတွက်ပြီးနောက်ကဒီတိယမှာဆိုလဲ1 to 8ကနောက်ဒုတိယ network ရဲ့ network ID ဖြစ်သုံးတယ်gateway ပေးတဲ့အခါမှာဒီမှာဆိုလို့ရှိရင်1ပေးရမယ်ဒီအပေါ်က gateway အတွက်အောက်က gateway အတွက်ဆိုလို့ရှိရင်ကျွန်တော်1 to 9ပေးလို့ရ1 to 8တော့ပေးလို့မရအဲ့လိုပဲနောက်ကဒီ1 to 7နဲ့255လည်းသုံးလို့မရဘူးဘာလို့ဆိုတော့ broker ID မလို့အခုဒီမှာဆိုလို့ရှိရင်network ကအခုဒီမှာတူမယ်ဆိုရင် 10.0.02 နဲ့10.0.03 က network တူလိမ့်မယ်အစင်းပြင်ကြည့်ကြအောင်ပြင်ကြည့်တာပေါ့ဆိုတော့pin 10.0.0.3 ပြင်လို့ရဆောရဟုတ်မဟုတ်ဆိုတာကြည့်အဲ့တော့ 10.0.0.130/25 ချင်းရပြင်လို့ရဆိုမရဘူးဘာလဲဆိုတော့သူတို့ network ခွဲထားတဲ့အတွက်ကြောင့်မလို့ sub network ဖြစ်နေ network လေးခွဲထားတယ်ခုအဲ့တော့ဒီကနေရောပြင်လို့ရလား1 10.0.131 ping ဆင်းပြေ it work အဲ့တော့နောက်တစ်ခုက10.0.0.3လုံးမလို့ဘာလဲဆိုတော့ network မတွေ့တဲ့အလုပ်လုံးမပေါ့အဲ့အရင်ဆုံးသူတို့အဲ့တော့ VLAN နဲ့အရင်အဆိုင်ချမယ်အဲ့တော့ VLAN အရင်မှာဖြစ်တဲ့အတွက်ဒီမှာ1နဲ့ဝင်မယ်ဒီ config mode ထည့်မယ်ဆိုရင် inda F0/1 နဲ့မှာဆိုရင် swim mode asset နောက်က switch asset VLAN မှာ73VLAN 73 create မလုပ်ရဘူးဒါပေမဲ့သူကရောက်သွားမယ်ပြီးနောက်ကပြန်စစ်ပြမယ်နော်ရောက်ပြီ PC/2 ထဲမှာဆိုရင်swim mode asset switch asset VLAN 24နဲ့ပြန်အဲ့တော့ to show VLAN ရောက်သွားပြီ auto ရောက်တယ်ဒီဘက်မှာဒါပြီးရင်ဒီဘက်ကလို့ဒီဘက်မှာလည်းဒီတိုင်းပဲအနေပဲ config inda F0/2 to swim mode asset switch asset VLAN 24ဖြစ်တယ် create မယ်သူက create လုပ်ပြီးကြအောင်နော်ပြီးရင် PC ပြထားမယ် inda F0/3 မှာ swim mode asset switch asset VLAN 30 how to show VLAN 3ရောက်သွားပြီအဲ့တော့ VLAN ချင်းတူတဲ့ကောင်တွေပြင်လို့ရတယ်ဒါကြည့်အောင်ဆိုတော့ network တူလို့ပြင်လို့ရပါတော့နော်ကိုယ် VLAN တူပါရောပြင်လို့ရ3ပါမရဘူးဘာလို့မရလဲဆိုရှင်းရမယ်သူတို့ကြားမှာ trunk မဖောက်ရသေးဘူးအဲ့တော့ VLAN တွေကို different သွားပြအောင်လို့12ခုမှာ trunk ဖောက်ပေးဖို့လိုတယ်အဲ့တော့ inda F0/3 ရဲ့ဝင်ပြီးမှ swim mode trunk လိုမျိုးပဲဒီဘက်မှာလည်း exit inda F0/1 ပြီးရှင်တော့က swim mode trunk change to show exit trunk ကဲဒါဆိုရင်
ပြင်လို့ရပြီလားပြင်လို့ရပြီဒီကောင်မှာပြင်လို့ရပြီလားပြန်စစ်တာတော့အကောင်းဆုံးပါမနော်ကြာမှဆိုလို့အကောင်ပြန်လိုက်စစ်ကြဒီမှာရောကြည့်အောင်တမ်းနေတော့ရောဒီမှာလည်းပြင်10.0.0.130ပြင်လို့ရရင်ဒါပေမဲ့တခြားအမျိုးသားမတူတဲ့ဟာတွေတော့ပြင်လို့မရဘူးပြန်မတူတဲ့အတွက်ကြောင့်ဆိုတော့နောက်ဘက်မတူလို့အခုကျတော့ပြန်မတူလို့ပြောပါတယ်ဒီတော့ပြီးတော့interval routing ဆိုမှ interval routing သုံးလိုက်ပြီဆိုလို့ရှိရင် VLAN 30ကလည်း VLAN 24ကိုဖွင့်လို့ရမယ် VLAN 24ကလည်း VLAN 30ကိုဖွင့်လို့ရအဲ့တော့ဒီလိုrouter ထဲဝင်မယ် router ထဲဝင်ပြီးတော့မှnotification က enable လုပ်ပြီး enable ပြီးတော့က config enter G0/0 shut ဒီလိုဒီမှာ IP ရှိရင်ဆို no IP ပေးရတယ်ဘာလဲဆိုရင်သူ no IP အဲ့တော့ဘာလဲဆိုရှင်သူကဒီကျိုးကိုအပိုင်းနှစ်ပိုင်းခွဲလိုက်မှာ set နော်အဲ့လိုကွဲတာပေါ့အဲ့တော့ဒီ set interface ဖြစ်တော့ပြောလို့ရတယ်ဒီကျိုးအပိုင်းလေးနှစ်ပိုင်းခဲ့ဆို G0/0.30 ဒါ VLAN 30အတွက် gateway ထားပြီးမှာဒီနေရာမှာတော့ရေးပေးရမှာ encapsulation ရေးပြမှာ encapsulation .1.12 ပြီးတော့နောက်က VLAN ID ပေါ့ VLAN ID က30ပြီးရင်မှ IP address ပြီးမယ် IP address 10.0.0 ဆိုတော့ပြောပြီးတာပေါ် network အတွက်ဆိုလို့ရှိရင်0ပြီးလို့မရ127ပဲအဲ့ကြားထဲကပြီးလို့ရတယ်ဒီမှာဝယ်ပြီးမှပြလိုက်မယ်ပြီးရင် slot 25ဖြစ်တဲ့အတွက် 255.255.128 ဖြစ်မယ်ဟိုဘက်ကနေတပိတ်ချိလိုက်တဲ့အတွက်128ဖြစ်သွားပါမယ် host ဘက်ကနေလို့မှာ okay ဒါပြီးရှင် exit enter sorry အဲ့ရတာenter G0/0.24 အတွက်24ထွက်ပဲပြီးရှင်တော့ကအဲ့လိုပဲencapsulation အပေါ်နဲ့အဲ့လိုနဲ့တော့ခေါ်လိုက်တော့ကြာမှာဆို encapsulation ပြီးနောက်က IP address ပေးမယ်10.0.0 ဒီကောင်ကဒုတိယ network အတွက်ကကြတော့128.25ကြာမှာ128 km 25 km အဲ့129ပြည့်2နာပြီးရင် 255.255.128 ဖြစ်တဲ့အတွက်ကြောင့်24ပဲဆိုရင်တော့ 255.255 ပဲဝင်ကြည့်အောင် do show IP interface ပြီးနေကြည့်လိုက်ကဲဝင်တော့ဟုတ်ပြီဒီဘက်ကတော့encapsulate အဒီမှာလည်း transfer ပြအောင် is enter F0/4 mode tran okay ကဲကြည့်ရအောင် tree ပြင်မယ်ရတော့ဘာလဲဆိုတော့သွားပြီးတော့မှဒီ router မှာသွားပြီးတော့မှ router on the step ပေါ့နော် interval routing သွားလို့ရေးလိုက်တဲ့အတွက်ကြောင့်VLAN အချင်းချင်းconnection ပြီးတော့ဒီမှာလည်းပြန်ခေါ်မယ်ဟုတ်ဒီဘက်ကလည်းပြန်ခေါ်မယ်သူနဲ့ VLAN မတူတဲ့ဟာတွေခေါ်ကြည့် VLAN မတူတဲ့ဟာတွေကသူပြတော့ဘာလို့ local time ဖြစ်လဲဆိုတော့ gateway မပေးရသေးဘူး gateway ပေးအောင်ဒီကောင် gateway က 10.0.0.1 gateway channel gateway အကျွန်တော် local time ဖြစ်တယ်ဒီကောင်က 10.0.0 ဟာက 129 တကယ်ဒီကောင်က 10.0. ဒီကောင်ကအဖွာတော့1ပြီးဒီကောင်ကကြတော့
10.0.0.129 okay ပြီးရokay ရပြီရတော့ပြီအေးရော3ရောရပြီသူနဲ့ပြင်တယ်သူဟာရပြီသူနဲ့ဒီဘက်ကရောဆန်းတယ်ဒါ3ရောတဲ့သူနဲ့မတူရဆန်းရပြီကွန်ထရိုးစီထွက်မယ်2ရောရပြီကွန်ထရိုးစီထွက်မယ်သူနဲ့ပြင်တယ်သူရဲ့ဟာပြန်တော့130ရပြီကဲ30ရဒီကောင်ကရောပြင်မယ်10.0.0ဒီကောင်3ဆို2ပြင်မယ်ရတယ်ပြီးတော့130 okay ရပြီပြင်131ရတာဒါဆိုလို့ရှိရင်ဗီလန်လေးချင်းချင်း connection ပြီးသွားခဲ့ပြီ